မင်္ဂလာပါဒီနေ့မြန်မာ School House မှာတင်ပြမယ်သင်ခန်းစာကတော့စာဖတ်လေ့ကျင့်ခန်းသင်ခန်းစာဖြစ်ပါတယ်ဒီနေ့သင်ခန်းစာကတော့ဒုတိယတန်းဖတ်စာရှိစာဖတ်လေ့ကျင့်ခန်းသင်ခန်းစာဖြစ်ပါတယ်အခုစာဖတ်လေ့ကျင့်ခန်းကိုစတင်လေ့ကျင့်ပါမယ်ပထမဆုံးဒီနေ့စာဖတ်လေ့ကျင့်ခန်းမှာတွေ့ရမယ်စကားလုံးတချို့ကိုစာလုံးပေါင်းလေ့ကျင့်ပါမယ်အပငတ်သက်ပင်အပင်သဝေထိုးဖရေးချကတ်သက်ဖောက်အပင်ဖောက်ပနောက်ပြစ်ပဲပငတ်သက်ပင်ပဲပင်သဝေထိုးပရေးချကတ်သက်ပေါက်ပဲပင်ပေါက်အသဝေထိုးညဟာထိုးရေးချကတ်သက်ညှောက်အညှောက်လလုံးကြီးတင်တချောင်းငင်လိုသဝေထိုးလရေးချကတ်သက်လောက်လိုသလောက်အသဝေထိုးထရေးချကတ်သက်ထောက်အထောက်အကနှစ်ချောင်းငင်ကူအထောက်အကူအခုစာဖတ်လေ့ကျင့်ခန်းကိုစတင်လေ့ကျင့်ပါမယ်ပဲတီကိုအပင်ဖောက်သည်အညှောက်ထွက်လာဤပဲပင်ပေါက်ရပြီလိုသလောက်စားပါကျန်းမာရေကိုအထောက်အကူပြုသည်ပဲဒီကိုအပင်ဖောက်သည်အညှောက်ထွက်လာဤပဲပင်ပေါက်ရပြီလိုသလောက်စားပါကျန်းမာရေးကိုအထောက်အကူပြုသည်သဝေထိုးကရေးချကတ်သက်ကောက်သငတ်သက်ဝေစာနှလုံးပေါက်သင်းကောက်သင်းသဝေထိုးကရေးချကတ်သက်ကောက်ကောက်သင်းကောက်ခသဝေထိုးလရေးချကတ်သက်လောက်ခလောက်သသေးသေးတင်သံခလောက်သံသဝေထိုးကရေးချကတ်သက်ကောက်လဟာထိုးလုံးကြီးတင်တချောင်းငင်ငတ်သက်ဝေစာနှလုံးပေါက်လှိုင်းကောက်လှိုင်းစညတ်သက်ဝေစာနှလုံးပေါက်စီကောက်လှိုင်းစီသဝေထိုးရရေးချကတ်သက်ရောက်လရေးချလာရောက်လာသဝေထိုးတရေးချကတ်သက်တောက်
the way to la yapping hot to ye cha got that shout dao shout the way to ma ye cha ngat that wisa na long bao mao dao shout mao ka lao fan do down down ကြားရသည်လှဲရောက်လာပြီလားကောက်လှိုင်းစီးများတင်ကြသည်တလင်းထဲအရောက်တောက်ရှောက်မောင်းပါကောက်သင်းကောက်သူများရောက်လာပြီခလောက်တန်ဒိုတောင်ကြားရသည်လှဲရောက်လာပြီလားကောက်လှိုင်းစီးများတင်ကြသည်တလင်းထဲအရောက်တောက်လျှောက်မောင်းပါကောက်သင်းကောက်သူများရောက်လာပြီမလုံးကြီးတင်တစ်ချောင်းငင်ဝေးစားနှလုံးပေါက်မိုးတသဝေထိုးဖရပိရေးချကတ်သက်ဖြောက်သဝေထိုးဖရပိရေးချကတ်သက်ဖြောက်မိုးတဖြောက်ဖြောက်သဝေထိုးမရရစ်မြေသဝေထိုးတရေးချငတ်သက်တောင်မြေတောင်သဝေထိုးမရရစ်ဟထိုးရေးချကတ်သက်မြောက်မြေတောင်မြောက်အပငတ်သက်ပင်အပင်သဝေထိုးပရေးချကတ်သက်ပေါက်အပင်ပေါက်လမတ်သက်ဝိစာနှလုံးပေါက်လန့်သဝေထိုးလရပင်ဟထိုးရေးချကတ်သက်ရှောက်လမ်းလျှောက်ခသဝေထိုးမရေးချကတ်သက်မောက်ခမောက်မိုးတဖြောက်ဖြောက်ရွာသည်ခမောက်ဆောင်း၍လမ်းလျှောက်ပါမျိုးစေ့များအပင်ပေါက်လာပြီမညှိုးမခြောက်ပါစေနှင့်မြေတောင်မြောက်ပေးပါမိုးတဖြောက်ဖြောက်ရွာသည်ခမောက်ဆောင်း၍လမ်းလျှောက်ပါမျိုးစေ့များအ
ပင်ပေါက်လာပြီးမညှိုးမချောက်ပါစေနှင့်မြေတောင်မြောက်ပေးပါကငတ်သက်ဝိစာနှလုံးပေါက်ကင်းသဝေထိုးထရေးချကတ်သက်ထောက်ကင်းထောက်လနှစ်ချောင်းငင်လူငါရပ်ပလက်သက်ငယ်ကင်းထောက်လူငယ်သဝေထိုးရရေးချကတ်သက်ရောက်သဝေထိုးလလေရရေးချရာရောက်လေရာသဝေထိုးထရေးချကတ်သက်ထောက်ထရေးချဝိစာနှလုံးပေါက်ထားထောက်ထားခရပင့်လုံးကြီးတင်းဆန်ခတ်ဝိစာနှလုံးပေါက်ချီသဝေထိုးမရရစ်ဟထိုးရေးချကတ်သက်မြောက်ချီမြောက်ကင်းထောက်လူငယ်များရောက်လေရာမှာကူညီဤအများကိုလဲထောက်ထားသည်လူအများကချီးမြှောက်ကြသည်ထွန်းပေါက်အောင်ကြိုးစားသည်ကင်းထောက်လူငယ်များရောက်လေရာမှာကူညီဤအများကိုလဲထောက်ထားသည်လူအများကချီးမြှောက်ကြသည်ထွန်းပေါက်အောင်ကြိုးစားသည်ဒီနေ့သင်ခန်းစာကိုကြည့်ရှုအားပေးတဲ့ကျောင်းသားကျောင်းသူသားသားမိမိတို့အားလုံးကိုမြန်မာ School House မိသားစုကကျေးဇူးများကြီးတင်ပါတယ်